နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မေလ6ရက်ဗုဒ္ဓဟူးနေ့ရှမသက်ခရစ်ဝင်ခန်းကြီး15အငယ်27မှ28ယေရှုသည်ထိုအရပ်မှထွက်၍တူရမျိုးနှင့်ဇိဒုန်မျိုး၏ကျေးလက်သို့ကြွတော်မူလျှင်ခါနာန်အမျိုးဖြစ်သောမိန်းမတစ်ယောက်သည်ထိုနယ်စပ်မှထွက်လာ၍ဒါဝိဒ်၏သားတော်ရှင်ကျမကိုသနာတော်မူပါကျမ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတစ်ခွန်းမျှပြန်တော်မမူတပည့်တော်တို့သည်ချင်းကပ်၍ထိုမိန်းမပြန်သွားရသောအခွင့်ကိုပေးတော်မူပါငါတို့နောက်သို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏ကိုရောကလည်းဣသရေလအမျိုးအဝင်ပြောင်းလဲသောသိုးများမှတပါအခြားသောအမျိုးရှိရာသို့ငါကိုမစေလို့ဟုမိန့်တော်မူ၏ထိုမိန်းမသည်ချင်းကပ်၍ပြက်ဝတ်လျက်ကျမကိုကယ်တော်မူပါသခင်ဟုလျှောက်ပြန်လျင်ကိုရောကသား၏အစာကိုယူ၍ခွေးအားမပေးမချအပ်ဟုပြန်ပြောတော်မူ၏မိန်းမကလည်းမှန်ပါ၏သခင်ခွေးမိသည်ကမိမိသခင်၏စပွဲမှကျသောစနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုလျှောက်ပြန်လျင်အိုမိန်းမသင်သည်ယုံကြည်အားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပကတိဖြစ်လေ၏ယေရှုကလည်းအိုမိန်းမသင်သည်ယုံကြည်ခြင်းအားကြီးလှပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ရှမသက်ခရစ်ဝင်အခန်းကြီး15အခန်းငယ်28ယုံကြည်ခြင်းကအားဖြည့်ပေသည်ဂျေဒီသည်အာဖရိကနိုင်ငံများစွာသို့တွားရောက်ခဲ့ရာသူ၏ခရီးစဉ်များတွင်အံ့ဩမိန်းမောပွေရာမြင်ကွင်းများကိုကိုယ်တွေ့မြင်တွေ့ခဲ့ရသည်ဇမ်ဘီယာနိုင်ငံအရှေ့ပိုင်းမှကျွန်ုပ်တို့ကိုသူပေးပို့သော message စာတွင်3နှစ်တာဧဝံဂေလိစီမံကိန်းကိုတင်ပြသည့်ယုံကြည်ခြင်းပြည့်ဝသောအမျိုးသမီးများ၏ဓာတ်ပုံများပါရှိသည်ဒီစီမံကိန်းကကျွန်ုပ်ဘဝမှာကြားဘူးသမျှနီးဗျူဟာအကျဆုံးတင်ပြချက်တွေပဲ whiteboard ပေါ်မှာမဟုတ်ပဲမြေကြီးပေါ်မှာပုံဆွဲပြတယ်မိတ္တူစာရွက်တွေဝေပေးတာထက်သူတို့လုံးမဲ့အစီအစဉ်တွေကိုတွန့်ကြေနေတဲ့စက္ကူချက်ပေါ်မှာရေးပြီးအမျိုးသမီး2ဦးကအဲ့ဒီစာရွက်ကိုထောင်ပြီးကင်ပြီးပြသတယ်တကယ်ပဲမယုံနိုင်စရာကြီးဟုသူရေးခဲ့သည်သူတို့သည်သခင်ယေရှုတန်ဖိုးထားသောယုံကြည်ခြင်းမျိုးကိုဖော်ပြနေသည်ရှမသက်ခရစ်ဝင်အခန်းကြီး15အငယ်21မှ28တွင်အခြားသောဥပမာတစ်ခုကိုမှတ်တမ်းတင်ထားသည်သမီးလေး၏အခြေအနေကြောင့်မိခင်တူသည်ကိုတော်ကိုရှာဖွေခဲ့သည်ဒါဝိဒ်၏သားတော်ရှင်ကျမကိုတနာတော်မူပါကျမ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်ခဲ့သည်သူမသည်သခင်ယေရှုကိုယုံကြည်ခြင်းအားကြီးပြီးစိတ်နှလုံး၌ဘုရားသခင်နှင့်ဝေးနေသည့်ယူဒခေါင်းဆောင်များနှင့်တခြားစီပင်အပြင်ပန်းအာဗြဟံမျိုးနွယ်မှဆင်းသက်လာသူများကိုခရစ်တော်အသိမှတ်ပြုလျက်နှင့်အာဗြဟံ၏ယုံကြည်ခြင်းကိုပိုင်ဆိုင်သည့်တပါးအမျိုးသမီးတဦးကိုတော်ချီးမွမ်းခဲ့သည်ယနေ့သခင်ယေရှုကိုမျှော်ကြည့်ရန်မြည်သည့်အရာကမရမကတွန်းပို့နေသည်။ကိုရေးကိုယ်တာကိစ္စလားမိသားစုသို့မဟုတ်လူမှုအတိုင်းဝိုင်းလိုအပ်ချက်လားမြည်သည့်အရာသည်သခင်ယေရှုထံသို့တွန်းပို့နေသည်ဖြစ်နေပါစေ။အာနယ်ချိနဲ့နေသည်ဟုသင်ခံစားရလဲသွားပါသင်ယုံကြည်ခြင်းပမာဏကအဓိကမဟုတ်ခြင်းကြောင့်ကိုယ်တော်ထံသို့သွားပါသင်ယုံကြည်သောယေရှုသခင်ယေရှုတပါးဒီ၌သာသင်ယုံကြည်ခြင်းကအဓိကဖြစ်ပေသည်
ယနေ့သင်ယုံကြည်ခြင်းကိုမြည်သို့ဖော်ပြမည်နီသခင်ယေရှုအားယုံကြည်ကိုးစားခြင်းကိုသင်မြည်သို့အားဖြည့်ပေးမည်နီချစ်တော်သခင်ယေရှုကျွန်ုပ်၏လိုအပ်ချက်များကိုကိုယ်တော်ထောက်ပံ့ဖြည့်ဆည်းပေးတဲ့ကဲ့သို့ကျွန်ုပ်၏ယုံကြည်ခြင်းရှင်သန်ကြီးထွားရန်မဆတော်မူပါသခင်ယေရှုနာမ၌တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။